ဆိုတော့ဘာတွေရဲ့တချင်းတပုတ်လောက်တောင်နားမထောင်ဘူးသေးရင်လူဖြစ်ရကြိုးမနှက်ဘူးလို့ပြောမယ်ဆိုရင်လက်ခံကြလားဗျဂန်နွေဆိုတော်ဤဘာတွေဟာရန်ကုန်တိုင်းအင်းစိန်မြို့နယ်ဒေါနာလမ်းမှာနေထိုင်ခဲ့တဲ့အင်းစိန်သားစစ်စစ်တူဖြစ်တယ်လို့သိခဲ့ရပါတယ်သူဟာရန်ကုန်တက္ကသိုလ်ကနေစိတ်ပညာထူးပြုနဲ့မဟာဘွဲ့ရရှိခဲ့ပြီးအင်္ဂလိပ်စာအလွန်ကျွမ်းကျင်ကစာဖတ်ဝါသနာပါသူဖြစ်တယ်လို့အဆိုတော်မဖြစ်ခင်ကတရေးဆရာဖြစ်နေအမှုပညာလောကတွေကိုဝင်ရောက်ရုန်းကန်ခဲ့ရပါတယ်1992ခုနှစ်လောက်မှာတော့သူ့ရဲ့ကိုယ်ပိုင်တန်စင်တီးတန့်ဖြစ်တဲ့နေရာဆိုတဲ့ CD ထွက်ရှိလာခဲ့ပြီးမြမဂီတသမိုင်းမှာရောင်အားအကောင်းဆုံးစံချိန်တင်ခဲ့ပါတယ်လမ်းစုံလမ်းကွာတိုင်းမှာလည်းဘာတင်တနိုင်ငံလုံးမှာလည်းဘာတင်နေရာတိုင်းမှာသူ့ရဲ့တခြင်းတွေကဟိန်းထွက်နေခဲ့ပါတယ်ဒါပေမဲ့နှမျောဖို့ကောင်းတာကကိုယ်ပိုင်တန်စင် TCD ၄ခွေပဲခြံထားနိုင်ခဲ့ပြီးတော့အသက်38နှစ်အရွယ်2001ခုနှစ်ဒီဇင်ဘာ22ရက်နေ့မှာသူ့ကိုချစ်တဲ့ပရိသတ်တွေကိုခြံထားခဲ့ပြီးထွက်ခွာသွားခဲ့ပါတယ်သူကျွန်တော်တို့ကိုခြံထားခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပေမဲ့နေရာနှစ်မေ့ပါဘူးသိချစ်တာပဲတိုးမဲတွေအကြောင်းစားတဲ့တခြင်းတွေကဒီနေ့အထိမျိုးဆက်တစ်တွေအကြအစားထိုးမရတဲ့ဂန်နွေတွေအဖြစ်ရှင်သန်နေစေဖြစ်ပါတယ်60ခေဦးရဲ့ပေါ့ပြင်းကြီးဘာတင်ရဲ့တခြင်းတွေတဲကတင်နှစ်သက်ဆုံးတခြင်းကိုကောမမှာမျှဝေပေးခဲ့ပါဦးနော်